ကျမလေးနေရာကလူတွေအတွက်ဥမပေးချင်တော့ဘူးသူမကလွတ်လပ်မှုကိုလိုချင်ပြီးကိုသားသမီးကိုယ်တိုင်မွေးချင်တာကြောင့်မစားဘဲနာမကျန်းတယ်လို့ဟန်ဆောင်ဖို့စီစဉ်ခဲ့တယ်ဒါပေမဲ့အရန်စာလောင်လုံးလို့မကြခင်တတိလက်သွားခဲ့တယ်လေသမားကနေရာတည်သွားပြီလို့ထင်ပြီးအလောင်းတင်လဲပေါ်တင်လိုက်တယ်နောက်ဆုံးမှာတော့တောထဲကတောင်ကုန်းလေးပေါ်ပစ်ချက်ခံလိုက်ရတယ်အေးမြတဲ့မိုးရေကနေရာကိုနိုးတစေခဲ့ပေမဲ့သူမကိုကြိုးဆိုနေတာကလွတ်လပ်မှုမဟုတ်ပဲမြေခွေးတစ်ကောင်ဖြစ်နေတဲ့အသက်ရှင်နေရဲ့အစာကိုမြင်တော့မြေခွေးကစိတ်လာအုပ်ရှားသွားပြီးနေရာကိုထက်ခါတိုက်ခိုက်ခဲ့တဲ့အနီရကနေရာရဲ့အတွင်းဆွမ်းအားကိုနိုးတစေခဲ့ပြီးတွင်းထဲကနေလွတ်မြောက်ဖို့ကြိုးစားခဲ့တဲ့အရေးကြီးတဲ့အချိန်မှာတောဘဲတစ်ကောင်ပေါ်လာပြီးလက်သမားလေးကိုတွန်းချလိုက်တဲ့ကံကောင်းစွာနဲ့လဲကမြေခွေးကိုဖိမိသွားပြီးနေရာကိုကယ်တင်နိုင်ခဲ့တယ်အဲ့ဒီနောက်နေရာကဒီတော့ဘဲကအရန်ချောတယ်လို့တတိထားမိသွားတယ်သူ့နာမည်ကလူရှန်ဖြစ်တယ်အဲ့ဒီအချိန်ကစားပြီးနေရာကသူ့ကိုချစ်မိသွားခဲ့တယ်နေရာကသူ့ကိုကိုယ့်အကြောင်းဆက်တိုက်မိတ်ဆက်နေပေမဲ့လူရှန်ကတော့ဒီနေရာကနေချက်ချင်းထွက်သွားလို့ပဲပြောခဲ့တယ်နေရာကအရန်စိတ်ပြတ်သွားခဲ့တယ်နောက်တော့နေရာကချက်ပေါက်လေးတွေဖောက်ထွက်တဲ့ခြံတစ်ခုကိုရောက်သွားခဲ့တယ်ဒါပေမဲ့အဲ့ဒီနေရာကတိရစ္ဆာန်တွေကသူမကိုမကြိုက်ကြဘူးဒါနဲ့နေရာကဒီကဘာကြီးကိုဆက်တင်လေ့လာခဲ့တယ်သူမကခြံထဲမှာဘယ်တော့မှမမြင်ဘူးတဲ့အရာအသစ်တွေအများကြီးကိုမြင်တွေ့ခဲ့တယ်နောက်တော့ရေကန်တစ်ခုကိုတွေ့ရှိခဲ့ပြီးအဲ့ဒီမှာဖြန်ကြီးဥဖြန်နဲ့တွေ့ခဲ့တယ်သူ့အကူညီနဲ့နေရာကနေစရာတစ်ခုရှာတွေ့ခဲ့တယ်နောက်တစ်နေ့မှာလမ်းလျှောက်နေရင်လူရှန်နဲ့ပြန်တော့ခဲ့တဲ့နေရာကနှုတ်ဆက်ချင်ခဲ့ပေမဲ့မကြခင်မှာပဲအဖြူရောင်ဘဲမတကောင်ကိုတွေ့လိုက်ရတယ်လူရှန်မှာအဖော်ရှိပြီးသားဖြစ်နေတယ်ဒါကြောင့်နေရာကသူမရဲ့ခံစားချက်တွေကိုဖုံးကွယ်ထားလိုက်တယ်ဒါပေမဲ့အဲ့ဒီနာမှာမြေခွေးကလူရှန်ကိုလက်စားချေဖို့ပြန်လာခဲ့တယ်သူကလူရှန်ရဲ့ဇနီးဘဲမကိုကိုက်တက်လိုက်တယ်လူရှန်တိလိုက်ချိန်မှာတော့အရန်နောက်ကျနေပြီဖြစ်ပြီးမြေခွေးကတောင်တွေထဲကိုထွက်ပြေးသွားခဲ့တယ်လူရှန်ကတော့နာကျင်ဒေါသတွေနဲ့အော်ဟစ်ယုံပဲတက်နိုင်ခဲ့တယ်မကြခင်နေရာကအရာအလုံးကိုတည်သွားခဲ့တယ်သူကလူရှန်ရဲ့အိမ်ကိုသွားပြီးအဖြူရောင်ဘဲရဲ့အမွှေးတွေကိုဖယ်ရှားကြည့်လိုက်တော့ဘဲဥတလုံးကိုတွေ့ခဲ့တယ်မိခင်စိတ်နိုးထလာတာကြောင့်နေရာကအဲ့ဒီအိုကိုဖောက်ထုတ်ပေးဖို့ဆုံးဖြတ်လိုက်တယ်အဲ့ဒီအချိန်မှာပဲလူရှန်ကအရာအလုံးကိုတွေ့ရှိသွားခဲ့တယ်ဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆို like နဲ့ follow ပေးပါဦး